အားလုံးပဲမင်္ဂလာပါ Daily Cooking with Susu Channel မှာကြိုဆိုပါတယ်ဒီနေ့စုကပေတီကိုကြိုမစားဘဲနဲ့ငရုတ်သီးဆက်ဆက်လေးနဲ့ရခိုင်ရှေ့ချက်စားပါမယ်ပေတီခုပြီးပြီဆိုတော့ငရုတ်သီးခုပါမယ်ဒီအပင်တွေက2 နှစ်ကြိုတောင်ရှိသွားပြီအပင်အသစ်လေးတွေအပင်အသစ်ထက်စိုက်ဖို့ကအသီးတွေတီးနေသေးတော့မနှုတ်ပြည့်ရဘူးဒီလောက်ဆိုရပါပြီအရင်ဆုံးပေတီကိုအပိုင်းပိုင်းလေးနဲ့အရင်ပိုင်းထားလိုက်ပါမယ်ရေဆေးပြီးတော့ပြီဆိုတော့အရသာထည့်ပါမယ်မပီးထည့်မယ်စားထည့်ပါမယ်ရှုံမုံနည်းနည်းထည့်ပါမယ်စီနှစ်စုံထည့်ပါမယ်ငရုတ်သီးဆိုင်ညှက်ထားတာလေးထည့်ပါမယ်ကျက်သွန်နေထည့်မယ်ဒီနေရာမှာရေကိုနည်းနည်းလေးပဲထည့်ပါနော်ဆူလာပါပြီအပြာရည်လေးနည်းနည်းလေးထည့်ပါတယ်ဒီလောက်ဆိုစားလို့ရပါပြီအားလုံးပဲကျန်းမာပျော်ရွှင်ပါစေ